ဒီစကလုံးကိုခမရရင်းနှီးပါပါဒီစကလုံးကအလွန်လဲအသုံးများပါတယ်ဥပမာလူတိုင်းတန်းတူညီမျှမှုရှိရမယ်ဆိုတာမျိုးပေါ့ဒီစကားကနားထောင်လို့ကောင်းသလိုလူအဖွဲ့အစည်းရဲ့ပန်းနိုင်လည်းဖြစ်ပါတယ်ဒါပေမဲ့တကယ်ရောလူတိုင်းကိုတန်းတူညီမျှမှုပေးနိုင်မှာလားလူတိုင်းကိုတူညီတဲ့ခွင့်ပေးလိုက်ရုံနဲ့ကဘာကြီးကတရားမျှတသွားမှာလားတခါတလေမှာကျွန်တော်တို့တန်းတူညီမျှမှုလို့ထင်နေတဲ့အရာတွေကတကယ်တမ်းကျတော့မတရားမှုတွေဖြစ်နေတတ်တယ်ဗျဒီဗီဒီယိုကိုအဆုံးထိကြည့်ပြီးသွားရင်တန်းတူညီမျှမှုပေါ့ခမရရဲ့အမြင်တွေလုံးဝပြောင်းလဲသွားစေရမယ်လို့ကျွန်တော်အာမခံပါတယ်ဗျကျွန်တော်တို့အရင်ဆုံးခွဲခြားသိဖို့လိုတာက equality နဲ့ equity ဆိုတဲ့ကွာခြားချက်ပါပဲဒီဗီဒီယိုမှာတော့ကျွန်တော်က equality ကိုတန်းတူညီမျှမှု equity ကိုမျှတမှုလို့သုံးပေးရစီဒီနှစ်ခုရဲ့ခြားနားချက်ကိုဥပမာလေးတစ်ခုနဲ့ကျွန်တော်တို့ကြည့်လိုက်အောင်ကလေး၃ယောက်ကပွဲကြည့်စဉ်နေရန်တစ်ခုကိုကြော်ပြီးတော့ဘောလုံးပွဲကြီးကိုကြိုးစားနေရဆိုပါလို့သူတို့၃ယောက်လို့အရွယ်စားတူညီရဲ့တစ်တန်တစ်လုံးစီပေးလိုက်တာကို equality တန်းတူညီမျှမှုလို့ခေါ်ပါတယ်ဒါပေမဲ့ရလဒ်ကတော့အရက်ရှိတဲ့သူကပုံမြင်ရပြီးတော့အရက်ပူတဲ့ကလေးကတက်တာပေါ်မှာမတ်တက်ရထားပေမဲ့နေရန်ကိုကြုံနေရသေးပါဘူးလူတိုင်းကိုတူညီတာရေးပေးလိုက်ရုံနဲ့တရားမျှတမှုရှိပြီလို့ပြောလို့ရမှာလားဒီနေရာမှာ equity လို့ခေါ်တဲ့မျှတမှုဆိုတာပေါ်လာပါတယ်မျှတမှုကတော့လူတိုင်းနေရန်ကိုကြုံနေနိုင်မှုအတွက်လိုအပ်တဲ့သူကိုတက်တာပို့ပေးလိုက်တာမျိုးပါလူတိုင်းကိုတူညီတဲ့ပစ္စည်းပေးတာမဟုတ်ဘဲနဲ့လူတိုင်းတူညီရဲ့ရလိုက်ရအောင်လိုအပ်တယ်လို့ဖြည့်ဆည်းပေးလိုက်တာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့တမိုင်းကိုနည်းနည်းပြန်ကြည့်ရအောင်ဗျာဒဲနူညီများမှုဆိုတာ18ရာစုအလယ်လောက်မှာဂျွန်လော့ခ်နဲ့တခြားဒသနပညာရှင်တွေစတင်ဖော်ထုတ်ခဲ့ကြတဲ့နိုင်ငံရေးသီအိုရီတစ်ခုပါ1986ပါအသက်ရှင်တန်ခွင့်လွတ်လပ်ခွင့်နဲ့ပျော်ရွှင်စွာနေထိုင်နိုင်ခွင့်တွေကိုလူတိုင်းရတဲ့မွေးရပါသဘောအခွင့်အရေးတွေဖြစ်တတ်မှတ်လာကြတယ်အဲ့နောက်မှာတော့အမေရိကန်လွတ်လပ်ရေးကြီးညာစာထဲမှာလူတိုင်းခံစားနိုင်တဲ့အခွင့်အရေးတရဖြစ်လာခဲ့ပြီးတော့အဲ့အတွေးခေါ်ပါပဲပြင်သစ်ဒေါ်လာရေးကိုနှိုးဆွပေးလိုက်တာဖြစ်ပါတယ်နောက်တစ်ခုကတော့ gender equality ဗျတမိုင်းတစ်လျှောက်မှာအမျိုးသမီးတွေကမဲပေးခွင့်ပညာသင်ကြားခွင့်နဲ့အလုပ်ကိုင်ခွင့်တွေမှာအမျိုးသားနဲ့တန်းတူမရရှိခဲ့ကြအောင်ဒီနေရာမှာ equality ဆိုတာအမျိုးသမီးတွေကိုလည်းအမျိုးသားလိုလည်းအခွင့်အရေးပေးလိုက်ပါဆိုတဲ့အခြေခံကနေစတယ်ဒါပေမဲ့ဒီချက်ပိုနည်းတဲ့ equity မျှတမှုရှုထောင့်ကတော့အမျိုးသမီးတွေမှာရှိနေတဲ့ဇီဝဗေဒဆိုင်ရာကွဲပြားမှုတွေနဲ့လူမှုရေးဆိုင်ရာဝန်တော့ဝင်မိုးတွေကိုအတိမတ်ပြုဖို့ပါပဲသူတို့တွေကအမျိုးသားတွေနဲ့ရေမောင်တန်းနိုင်အောင်ပံ့ပိုးတဲ့စနစ်မျိုးကိုဖန်တီးနေရဖြစ်ပါတယ်တကယ်တော့ကြားမတန်းတူညီမျှမှု gender equality ဆိုတာအမျိုးသားတွေကိုနှိမ့်ချတာမဟုတ်ဘဲနဲ့လိင်ကွဲပြားမှုကြောင့်အခွင့်အရေးတွေဆုံးရှုံးမသွားအောင်မျှတတဲ့ပတ်ဝန်းကျင်တစ်ခုတည်ဆောက်ပေးလိုက်တာပဲဖြစ်ပါတယ်နောက်ထပ်အရေးကြီးတဲ့အပိုင်းက equality of opportunity အခွင့်အလမ်းတန်းတူညီမျှမှုဖြစ်ပါတယ်ဒါကိုကျွန်တော်အပြည့်ပြိုင်ပွဲတစ်ခုအနေနဲ့ဥပမာပေးလိုက်အောင်ခမရကတခြားသူတွေနဲ့အတူအပြည့်ပြိုင်ပွဲတစ်ခုမှရှိနေမယ်ဆိုပါလို့အကောင်လုံးကလည်းစမတ်ကနေစပြီးတော့ပြေးကြရမှာခမရကဘသူသားသမီးဖြစ်နေလို့ရှေ့ကနေစောထွက်ခွင့်ရတာမျိုးဒါမှမဟုတ်ခမရဆင်းရဲလို့နောက်မှထွက်ခိုင်းတာမျိုးမရှိပါဘူးခမရရဲ့စူးစမ်းမှုနဲ့အရေးချင်းပုံမှာပဲမူတည်ပြီးတော့ပန်းနိုင်ဝင်တာကကွာခြားသွားမှာပါဒါကိုအခွင့်အလမ်းတန်းတူညီမျှမှုလို့ခေါ်ပါတယ်တစ်ဖက်မှာတော့ equality of outcome ရလဒ်တန်းတူညီမျှမှုဆိုတာရှိပါတယ်ဒါကတော့လူတိုင်းကပန်းနိုင်ရောက်ရင်တူညီတဲ့ရလဒ်ဥပမာတူညီတဲ့ဝင်တူညီတဲ့လူနေမှုစင်တန်းရရမယ်ဆိုတဲ့အယူဆပါခမရဘယ်နေရာနေစပြီးနောက်ဆုံးမှာပြန်ဝန်းဝင်အကုန်လုံးနဲ့တူညီတဲ့စုကိုပဲရမှာပါဒီယူဆကအချမ်းသာတဲ့သူနဲ့ဆင်းရဲတဲ့သူကြားကွာဟချက်ကိုလုံးဝမရှိသလောက်ဖြစ်အောင်လုပ်ချင်တာပါဒါပေမဲ့တမိုင်းမှာကွန်မြူနစ်စနစ်တွေကရလဒ်ကိုအတင်းအကျပ်ဒန်းတူဖြစ်အောင်လုပ်ခဲ့တော့လူတွေရဲ့ကြိုးစားခြင်းစိတ်တွေပျောက်ဆုံးပြီးတော့စီးပွားရေးပျက်စီးခဲ့ရတာကိုလည်းကျွန်တော်တို့တွေ့ဘူးပါတယ်စီးပွားရေးပညာရှင်Merton Franckman ကလည်းလွတ်လပ်မှုကိုကြော်လွန်ပြီးရလက်ညီမျှမှုထွက်လာအောင်အတင်းကြိုးစားတဲ့လူအဖွဲ့အစည်းမျိုးကညီမျှမှုလည်းရမှာမဟုတ်တယ်လို့လွတ်လပ်မှုလည်းရမှာမဟုတ်ဘူးလို့မှတ်ချက်ပေးခဲ့ပါတယ်။ equality အကြောင်းပြောတာလွယ်ပေမဲ့လက်တွေ့မှာဘာလို့ခက်ခဲနေရလဲ။အဲ့ဒါကတော့လူသားဆိုတဲ့အချက်ကြောင့်ပါ။ကျွန်တော်တို့တယောက်ချင်းစီမှာတူညီတဲ့အရေးချင်းဝါသနာနဲ့ကြိုးစားမှုတွေရှိကြပါတယ်။တကယ်လို့တယောက်က8နာရီလောက်တယ်။နောက်တစ်ယောက်က4နာရီပဲလောက်တယ်။ဒါပေမဲ့သူတို့တူညီရဲ့လာတာပေးအဲ့ဒါတရားမျှတပါမလားနောက်ပြီးကန်တရားဆိုတဲ့အချက်လေးပါပါသေးတယ်ချမ်းသာတဲ့မိသားစုမှာမွေးလာတဲ့သူနဲ့ဆင်းရဲတဲ့မိသားစုမှာမွေးလာတဲ့သူကအစမှချင်းလည်းမတူကြပါဘူးဒါကြောင့်လေအန်တိုနီထရောလော့ကညီမျှမှုဆိုတာကောင်းကင်ဘုံတစ်ခုဖြစ်လိမ့်မယ်လို့ဆိုရဲသလို George Orwell ကလည်းသူ့ရဲ့ Animal Fan ထဲမှာတိရစ္ဆာန်တိုင်းညီမျှမှုရှိရမယ်ဒါပေမဲ့တချို့ကတော့ပို့ပြီးညီမျှမှုရှိရမယ်လို့တည်ရော်ခဲ့ပါတယ်ပလီတိုကလည်းဒီမိုကရေစီကိုစီယမ်မဲမှုတွေနဲ့ပြည့်နေနိုင်တယ်လို့ဝေဖန်ခဲ့သလို
နေရှိရလဲညီမြမှုဆိုတာလူသားရဲ့စူပါမန်ဖြစ်လာမယ့်လမ်းစာကိုပိတ်ပင်တဲ့အစိတ်တောက်တစ်ခုလိုမြင်ရပါတယ်ကဲဒါဆိုရင်ဒန်းတို့ညီမြမှုဆိုတာတကယ်ရောရှိနိုင်ရဲ့လားကျွန်တော်တို့တမိုင်းတစ်ချောင်းကြည့်ရသလိုပါပဲအတင်းကျပ်လောက်ယူတဲ့ညီမြမှုတွေကစိုးကျိုးတွေကိုပဲပေးခဲ့သလိုလုံးဝခယူးမဆိုင်ပဲပြစ်ထားတဲ့မညီမြမှုတွေကလည်းလူအဖွဲ့အစည်းကိုပျက်စီးစေပါတယ်အမှန်တရားကတော့ဒန်းတို့ညီမြမှုဆိုတာပြည့်ပြည့်စုံတဲ့ပန်းတိုင်တစ်ခုဆိုတာထက်ကျွန်တော်တို့အမြဲတမ်းညှိယူနေရမယ့်လုပ်ငန်းစဉ်တစ်ခုဖြစ်နေတာပါအရေးကြီးဆုံးကတော့ကျွန်တော်တို့ကတယောက်နဲ့တယောက်မတူညီတဲ့ကွဲပြားမှုတွေကိုအတိမတ်ပြဖို့ပါညီမျှမှုဆိုတဲ့အယူဆတဲ့ပိုပြီးအစိတ်တောက်ဖြစ်တာမရှိဘူးလို့နေရှင်းကဆိုခဲ့ပေမဲ့လူသားတွေရဲ့ဂုဏ်သိက္ခာအတွက်တော့ဒါမရှိမဖြစ်လိုအပ်ချက်ပါဒါကြောင့်ကျွန်တော်တို့လိုအပ်နေတာလူတိုင်းကိုပုံစံခွက်တစ်ခုနဲ့အတင်းရိုက်ထည့်ထားတဲ့ဒိုင်းတူညီမျှမှုလားဒါမှမဟုတ်လူတိုင်းကိုမိမိလမ်းကိုမိမိလွတ်လပ်စွာရှောက်လန်းနိုင်တဲ့မျှတတဲ့ပတ်ဝန်းကျင်လားဒီဗီဒီယိုကခင်ဗျားတို့တွေးစရာတစ်ခုရမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဗီဒီယိုကိုညှစ်တိုင် like လုပ်ပြီးတော့ညီမျှမှုနဲ့ပတ်သက်တဲ့ခင်ဗျားရဲ့အမြင်တွေကို comment မှာဆွေးနွေးသွားပေးပါနောက်ထပ်စိတ်ဝင်စားစရာဒေသနာတွေနဲ့လူမှုရေးအမြင်တွေကိုသိဖို့ကျွန်တော်တို့ channel လေးကိုလည်း subscribe လုပ်ထားကြပါဦးဗျအားလုံးပဲတွေ့တော့နိုင်ကြပါသေးဗျာ